ဒီလိုလေးပဲအနာကိုလုပ်ပြီးရင်ဒီအောက်နာပေါ့နော်ဒီအောက်ကပတန်ဝင်းအောက်မှာနောက်ထပ်ပတန်3ဒီတက်ရွက်ပုံလေးပေါ့နော်ဒီတက်ရွက်ပုံလေးကဒါက row line ဟိုဘက်တစ်ဘက်သွားပြီးတော့ထိုးရတယ်ဟာဒီအောက်မှာကျတော့ round လုပ်ပြီးတော့ဟိုဘက်အကုန်လုံးကိုပတ်ပြီးထိုးရမယ့်ဟာရှိသေးတယ်အဲ့ဒါအတွက်အခုပြပေးပါမယ်ပြပေးတဲ့ချိန်မှာကျွန်တော်ဒီကသူ့ရဲ့ပုံလေးတွေလိုက်ကြည့်လိုက်တော့သူကဒီအဖြူလေးမှာဆိုလို့ရှိရင်ပေါ့နော်တက်ရွက်လေးကတစ်ခက်ပဲလောက်ထားတယ်အဖြူလေးမှာတက်ရွက်တစ်ခက်ထဲနဲ့သူအနာပြန်တက်ထားတယ်ဒီအပြာလေးကကြတော့တက်ရွက်အခက်လေးကနှစ်ခက်ပါတယ်ပတ်တန်ထဲမှာကအခက်နှစ်ခက်ကိုပြထားတယ်ဆိုပေမဲ့ကိုအဆင်ပြေတယ်လို့ကိုရဲ့ဒီအတိုင်းတိုင်းကြည့်လိုက်လို့ကိုနဲ့အဆင်ပြေနေတဲ့အနေအထားမှာပဲရလိုက်လို့ရတယ်အခုကျွန်မကဒီတစ်ခက်ပုံကိုနမူနာအရင်ပြမယ်ပြပြီးသွားရင်နောက်ထပ်တစ်ခက်ထိုးပြီးတော့အနာတက်လိုက်အောင်မယ်နော်အဲ့လိုထုံးမယ်ဆိုလို့ရှိရင်သူကဘယ်နေစလဲဆိုတော့ဒီအနောက်ဖက်ဒီအစွန်လုံးတစ်ခုနားလေးကနေစတယ်ပြီးတော့ဒီလိုတစ်ဆက်လိုက်သွားတယ်အခုပထမဆုံးအတန်ကိုစကြည့်မယ်ဆိုရင်ချင်း3ခုတက်မယ်ချင်း4ချင်းကြော်မယ်ဒီအနောက်အစွန် V shape ကနေစထိုးတဲ့ဟာကနောက်တွဲထားတဲ့နေရာရဲ့ဘေးကဖုံမီမှာဆုချွတ်3ခုဆုချွတ်တစ်ခါထိုးမယ်ပြီးရင်ချင်းလေးခုထိုးမယ်ဒုတိယဒီရှေ့ဘက်ချမ်းဒုတိယ V ပေါ်မှာတိုင်ရှည်တစ်ခုထိုးမယ်နောက်ချင်းလေးခုထိုးမယ် V နှစ်ခုလာတဲ့ V နှစ်ခုကြားထဲမှာဆုချွတ်ထိုးတယ်နောက် V မှာတိုင်ရှည်တစ်ခုထိုးတယ်ချင်းလေးခုနဲ့အဲ့တော့ဒီတိုင်ကနေဒီတိုင်ကြားထဲမှာ V 3ခုရှိနေမယ်နော်အဲ့လိုမျိုးလေးနဲ့အကုန်လုံးကိုတစ်ပတ်လည်လုံးထိုးသွားပါမယ်ရှေ့ချမ်းနောက်ချမ်းတေချာကြည့်ပါနော်အလှမလားတေချာကြည့်ပါဒီတစ်ခါကအလှပတန်တိုင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်အလှပတန်တိုင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်တစ်ပတ်လည်လုံးအလှဖြစ်နေမှရမယ်ဒီနောက်ချမ်းရဲ့ဒီဘက်ဒီနေရာနောက်ချမ်းရဲ့အစွန်ဆုံးက V ကနေစမယ်ထိုးနေကြတိုင်းပဲချီအနာတစားကိုတခါတည်းတည်ပြီးတော့ဖြုတ်မယ်နော်ဒါကချိန်3ချိန်ပြီးတော့ပုံမှန်တိုင်း4ချိန်ကျော်မယ်1 2 3 4ချိန်ကျော်မယ်ဒီတိုင်ရဲ့ဘေးစွန်ကဖုံမီမှာဆုချွတ်3ခါချွတ်မယ်1 2 3ဆုချွတ်3ခုလုံးမယ်sorry 3ခါဆုချွတ်တစ်ခုလုံးမယ်ပြီးတော့ချိန်4ခုပြီးတော့တတိုင်းV တစ်ခု V နှစ်ခုမြောက်မှာတိုင်ရှည်တစ်ခုထိုးမယ်1 2 3 4 ဆုချွတ်တစ်ခု1 2 3 4အဲ့တော့ဒီတတိယမြောက်တိုင်မှာတိုင်ရှည်တစ်ခု1 2 3 4ဒီတိုင်ပထမ V နဲ့ဒုတိယ V ကြားထဲမှာဆုချွတ်တစ်ခု1 2 3 4တတိယမြောက် V နေရာမှာတိုင်ရှည်တစ်ခုโอเคနော်ဒီလိုလေးပါ
အဲ့တော့ဒီတိုင်ကနေဒီတိုင်ကြားတယ်ပေါ့အဲ့တော့ဒီတိုင်ကနေဖယ်ပြီးတော့ဒီတိုင်မှာရှိနေဟာကိုဖယ်ပြီးရင်1 2 3 V3 ခုမှာဒီလိုစုချွတ်တစ်ခုတိုင်ရှိတစ်ခုရှိနေရမယ်နော်အဲ့လိုပဲတောက်လျှောက်ကိုကျမတို့ဆက်ထိုးသွားပါမယ်ဒီလိုလေးပါထပ်တာဒီတိုင်းနဲ့ရှေ့ကိုတောက်လျှောက်ထိုးလာတာအခုနောက်ချမ်းနဲ့ဆက်နေနေရာလာရောက်ပြီနော်နောက်ချမ်းနဲ့ဆက်တဲ့နေရာလာရောက်လို့ရှိရင်ကျွန်တော်ဒီမှာနောက်ဆုံးတိုင်ပေါ်မှာတိုင်တစ်ခုပေါ့နော်နောက်ဆုံးတိုင်ပေါ်မှာတိုင်တို့တိုင်ရှိတစ်ခုထိုးရတဲ့အလှည့်ရောက်သွားတယ်ပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ဒီဆက်တဲ့ဘေးနှစ်ခုကြားထဲမှာဒီဆက်တာရဲ့ဘေးနာမှာပေါ့နော်အဆက်ဆက်ထားတာရဲ့ဘေးမှာစုချွတ်တစ်ခုလုပ်လိုက်မယ်1 2 3 4နောက်ထပ်ချိန်လေးခုထုံးမယ်ဒီဒီဇိုင်းနဲ့ဒီဒီဇိုင်းကိုကြိုပြီးတော့ဒီမှာတိုင်ရှိတစ်ခုထိုးလိုက်မယ်အဲဆိုလို့ရှိရင်ပုံမှန်တိုင်းပဲအဆုံးရောက်သွားရင်ဒီတိုင်နေရာမှာနောက်ဆုံးဒီတိုင်ထိုးထားတဲ့ဒီနေရာလေးကိုရောက်လာလိမ့်မယ်အခါကျတော့ချိန်လေးခုနဲ့ဆက်လိုက်အောင်မယ်နော်ဒီမှာနောက်ဆုံးကိုရောက်ပြီနော်နောက်ဆုံးကလည်းဒီလိုပဲဒီတိုင်ကနေဒီတိုင်နှစ်တိုင်ဒီတစ်ခုနှစ်ခုပေါ့နော်အဲ့နှစ်ခုကြားထဲမှာစုချွတ်တစ်ခုထိုးရယ်ပြီးတော့1 2 3 4ချင်းလေးခုထိုးမယ်ဒီမှာကွက်တီပဲနော်1 2 3အပူလို့မရှိဘူးသူ့တိုင်းတိုင်းထိုးမယ်သူပြထားတဲ့နမူနာတိုင်းထိုးမယ်ဆိုလို့ရှိရင်လုံးဝအပူလို့မရှိကွက်တီတစ်ခုရတယ်နော်ဒီဟာလေးကလေဒီချင်း3ချင်းနေရဆိုရင်ဒီမှာ V3 ခုနေရဆိုလို့ရှိရင်ကွာV3 ခုနေရဆိုလို့ရှိရင်မတို့ဒီပုံမှာပါတဲ့ချင်းက12ချင်းရှိရယ်ဒီနေရာမှာကျတော့4ချင်းတစ်ခု4ချင်းတစ်ခုဆိုရင်တော့10ခုပဲရှိဦးမယ်အဲ့တော့နည်းနည်းလေးကြုံနေတယ်လို့ထင်ရတယ်ပေါ့နော်ဆိုတော့ဒီချင်းထိုးတဲ့နေရာလေးမှာချင်းလေးတွေတော့နည်းနည်းပွားလေးယူခဲ့ပေးပါနော်အဲ့တော့မတို့နောက်ထပ်round 2ကိုစကြည့်လိုက်ရအောင် round 2ကိုစရင်အခုတရွက်ရဲ့အောက်ဆုံးအခက်ပုံစံလေးရောက်လာပြီတရွက်ရဲ့အောက်ဆုံးအခက်ပုံစံလေးပါဒီမှာတရွက်အောက်ဆုံးခက်ကတိုင်9ခုထိုးတဲ့နေရာပေါ့နော်အခုသူကဟိုရှေ့ရ level လိုမျိုးဟိုပြန်လှည့်ပြီးထိုးရတာမဟုတ်တော့ဘူးတစ်ဆက်တည်းထိုးရတာပတ်လည်ထိုးရတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ slip stitch နဲ့ဆက်လိုက်မယ်ပြီးလို့ရှိရင်chain 3ခုနဲ့ဒီတစ်ပေါက်ထဲမှာပဲတိုင်နှစ်တိုင်ထိုးသွားမယ်နောက်ထပ်chain 3ခုထိုးမယ်နောက်ထပ်တစ်ဖက်ကတိုင်ရှည်ပေါ်မှာတိုင်9ခုထိုးမယ်အဲ့လိုပတ်လည်ထိုးသွားမယ်ပေါ့နော်နောက်ဆုံးရောက်လာတဲ့ချိန်ကျမှနောက်ဆုံးခက်ကြမှာ1 2 3 4ကျန်တဲ့chain လေးခုထိုးမယ်ဒီchain 3ခုကိုတိုင်တစ်တိုင်အနေနဲ့တတ်မှတ်လိုက်ပြီးတော့တစ်တိုင်နှစ်တိုင်3တိုင်ထိုးသွားတယ်chain 3ခုထိုးတယ်တိုင်9ခုထိုးတယ်တစ်ပတ်လည်လုံးဒီပုံစံပဲဒီတိုင်ရှည်လေးတွေပေါ်မှာတိုင်ရှည်9ခုထိုးမယ်စုချွတ်တစ်ခုကိုကြော်မယ်တိုင်ရှည်လေးတွေပေါ်မှာတိုင်ရှည်9ခုထိုးမယ်စုချွတ်တစ်ခုကိုကြော်မယ်အဲ့လိုမျိုးလေးတွေထိုးသွားမယ်ပေါ့နော်အဲ့တော့ဆန်းထိုးကြည့်အောင်အခုဒါ slip stitch နဲ့တိုင် chain 3ခု1 2 3 chain 3ခုပေါ်မှာ slip stitch နဲ့ဆက်ထားတာလေးဖြစ်တယ်ခုမှ4ခုမြောက်ကိုရောက်နေတော့ Okay 1 2 3 chain 3ခုထိုးတယ်ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်2ခုအဲ့တော့တိုင်3ခုဖြစ်သွားပြီလို့သဘောထားလိုက်မယ်နောက်တစ်ရွက်ကိုပြောင်းမယ်ဆိုရင် chain 3ခုပြီးတော့ဒီတိုင်ပေါ်မှာတိုင်ရှည်9ခု1 2 3 4 5 6 9ဒါလေးတွေ2 4 6 9မှန်တစ်ခါလေးပြန်စစ်ခဲ့ပါနော်ပြီးတော့1
ချင်းဒီစုချွတ်တစ်ခုကိုကြော်လိုက်တယ်နောက်တိုင်တိုင်းပေါ်မှာတိုင်ရှိ9ခုထိုးတယ်နင်းလေး6ခု9ခုနောက်တစ်ရွက်ကိုပြောင်းမယ်ဆိုရင်ချင်း3ခုပြောင်းမယ်ချင်း3ခုထိုးမယ်စုချွတ်တစ်ခုကိုကြော်မယ်တိုင်ရှိပေါ်မှာတိုင်9ခုထိုးမယ်အဲ့လိုပဲမတို့ဆက်တိုင်းတောက်လျှောက်ဒီလိုပဲတစ်ဆက်တည်းထိုးသွားလိုက်ဦးမယ်နော်ဒီမှာမတို့နောက်ဆုံးထိုးခဲ့တဲ့ဒီတိုင်ကိုပြင်ရောက်လိုက်ပေါ့နော်အဲ့တော့ဒီမှာက3နိုင်နဲ့ထိုးခဲ့ရသေးတယ်ကျန်တဲ့4တိုင်ကိုဒီနေရာမှာတစ်ခါလေးဆက်ထိုးပါမယ်နော်4တိုင်ကိုဆက်ထိုးမယ်ပြီးတော့3တိုင်ချင်း3ချင်းမှာ slip stitch နဲ့ဆက်လိုက်မယ်ပေါ့နော် okay ဆက်လုပ်ပြီးသွားရင်နောက်ခုကြတော့တက်ရွက်လေးကိုဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်း3နိုင်စီခွဲတဲ့နေရာရောက်သွားပြီ3နိုင်2ချင်း3နိုင်2ချင်းနဲ့တစ်ပတ်လည်လုံးထိုးသွားတဲ့နေရာရောက်ပြီအဲတော့ချင်း3ချင်းရင်စမယ်ကျန်တဲ့2တိုင်ပေါ်မှာ2တိုင်ထိုးမယ်တိုင်ရှိတစ်ခုစီထိုးမယ်ပြီးတော့နောက်တစ်ရွက်တစ်ခုကိုချိန်မယ်ဆိုရင်ချိန်2ခုတစ်ခုတိုင်ရှိတစ်ခုတိုင်ရှိ2ခုတိုင်ရှိ3ခုတိုင်ရှိ3ခုပြီးတော့ဒီအလယ်ဆုံးကတိုင်တစ်ခုကိုကျော်မယ်ချိန်2ခုထိုးမယ်အလယ်တိုင်ကိုကျော်မယ်ကျန်တဲ့နောက်3တိုင်မှာတိုင်ရှိ3ခုထိုးမယ်လိုလေးပေါ့နော်ပြီးတော့နောက်တစ်ရွက်တစ်ခုပြောင်းမယ်ချိန်2ခုထိုးမယ်ပထမဆုံးတိုင်3တိုင်မှာတိုင်ရှိတစ်ခုစီထိုးမယ်ပြီးတော့ဒီအလဲတိုင်းကိုကျော်မယ်ချိန်2ခုထိုးမယ်အလဲတိုင်းကိုကျော်မယ်နောက်ဆုံးကျန်တဲ့3တိုင်မှာတိုင်ရှိတစ်ခုစီထိုးမယ်ဒါပြီးရင်နောက်တစ်ပွင့်ကိုပြောင်းဖို့ချိန်2ခုထိုးမယ်အဲ့လိုပဲတစ်ပတ်လည်လုံးကိုတစ်လျှောက်လုံးစက်တိုက်ထိုးသွားလို့ရပါပြီဒီမှာနောက်ဆုံးတိုင်ကိုရောက်လာခဲ့ပြီနော်နောက်ဆုံးတိုင်ကိုရောက်လာခဲ့ပြီမတို့ဒီနောက်ဆုံး9တိုင်မှာဒီဘက်3တိုင်ကိုတစ်ချမ်းထိုးထားပြီးကျန်တဲ့တစ်ချမ်းကိုထိုးပြပါမယ်ဒီတစ်ချမ်းထိုးကျန်တယ်ပြီးတော့2ချင်းထိုးတယ်ဒီလေတစ်ချင်းကိုကြော်ပြီးတော့ဒီဘက်က3ချင်းတက်တယ်မှာဆက်နိုင်ပြီနော်โอเคဆက်ပြီးသွားရင်အခုကတိတ်ပဲအစုလေးတွေဒီ3နိုင်ကိုစုချွတ်အလဲမှာချင်း3ချင်းနဲ့တိုင်တိုင်းထိုးတဲ့နေရာလေးရောက်ပြီပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့ဒီမှာချင်း3ချင်းကျန်တဲ့2တိုင်ကိုတစ်ခုလေးစုချွတ်မယ်နောက်တစ်ရွက်ကိုကူဖို့ချင်းတစ်ခုထိုးမယ်ဒီ3တိုင်ကိုတစ်ခါစုချွတ်မယ်ချင်း3ချင်းထိုးမယ်ချင်း2ချင်းဒီခွန်းပေါက်ရှိခဲ့တဲ့နေရာမှာတိုင်ရှည်တစ်ခုထိုးမယ်နောက်ထပ်ချင်း3ချင်းထိုးပြီးတော့စုချွတ်တစ်ခုလုပ်မယ်အဲ့လိုပဲတောက်လျှောက်တစ်ပတ်လည်လုံးကိုပတ်သွားရင်ရပြီအဲ့တော့ကျမတို့ထိုးကြည့်မယ်1 2 3ချင်းဒါကိုစုချွတ်မယ်တစ်ခါစုချွတ်မယ်2တိုင်ရပြီဒီဖုံးပြီး3ခုကတစ်တိုင်နည်းနဲ့သဘောထားပြီးတော့3တိုင်စုချွတ်တစ်ခါလုပ်မယ်နောက်တစ်ရွက်ကိုကူးမှဖြစ်တဲ့အတွက်ကြောင့်ချိန်တစ်ခုထိုးမယ်နောက်တစ်တိုင်2တိုင်
3တိုင်စုချွတ်မယ်ချိန်3ခုထိုးမယ်ဒီနှစ်ချိန်ရှိခဲ့တဲ့အပေါင်းမှာတိုင်ရှည်တစ်ခုထိုးမယ်နောက်ထပ်ချိန်3ခုထိုးမယ်ပြီးတော့ဒီ3တိုင်ကိုတစ်ခါတည်းစုချွတ်မယ်နဲ့3တိုင်စုချွတ်မယ်ချိန်တစ်ချိန်ထိုးပြီးနောက်တစ်ရွက်ကိုပြောင်းမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးတော့နဲ့3ချိန်ထိုးမယ်အလယ်မှာတိုင်ရှည်တစ်ခုထိုးမယ်3ချိန်ထိုးမယ်3ခုကိုစုချွတ်မယ်နဲ့နောက်တစ်ရွက်ပြောင်းမှုချိန်တစ်ခုထိုးမယ်ဒီမှာအသက်ရွယ်ပုံလေးပေါ်သွားပြီနော်အဲ့လိုပဲတောက်လျှောက်အကုန်လုံးကိုတစ်ပတ်လည်လုံးထိုးသွားလို့ရပါပြီနောက်ဆုံးတန်းကိုရောက်လာပြီနောက်ဆုံးချိန်ဒီတိုင်ကိုရောက်လာပြီပေါ့နော်ပြီးတော့တစ်ချိန်နဲ့နောက်ဘက်တစ်ရွက်ကိုပြောင်းမှုအတွက်ချိန်တစ်ချိန်ထိုးမယ်တိုင်3တိုင်ကိုဆွချွတ်မယ်တိုင်3တိုင်ကိုဆွချွတ်ပြီးတော့ချိန်3ခုထိုးမယ်ဒီအပေါက်မှာတိုင်ရှည်တစ်ခုထိုးမယ်ချိန်3ခုထိုးမယ်ဒီဆွချွတ်ထားတဲ့အပေါ်မှာဆက်လိုက်မယ်နော်โอเคဒါဆိုရင်4တန်းအကုန်ပြီးတော့အပွင့်ရပါပြီအခုဒီကနေပြန်စမယ်ဆိုရင်ဖွန်မီ3ခုဒီဖွန်မီ3ခုကတိုင်တိုင်းအနေနဲ့မှန်လိုက်မှာပေါ့နော်ဒါဖွန်မီ3ခုတိုင်တိုင်းပြီးတော့ပုံမှန်တိုင်းပဲချိန်4ခုထိုးမယ်ဒီအောက်ကလိုမျိုး4ခုစုချွတ်တစ်ခါ4ခုတိုင်ရှည်တစ်ခါ4ခုစုချွတ်တစ်ခါ4ခုတိုင်ရှည်တစ်ခါအဲ့လိုမျိုးထိုးမှာပေါ့နော်အဲ့တော့တင်းနဲ့3 4ခုပြီးသွားတော့သူကဒီတရွက်2ရွက်ရဲ့အလဲတဲ့တဲ့မှာဆိုရင်စုချွတ်ထိုးမယ်ဒီတရွက်2ရွက်အရွက်2ရွက်ဟိုဘက်တစ်ရွက်နဲ့ဒီဘက်တစ်ရွက်အကြားထဲဆိုရင်တိုင်ရှည်တစ်ခုထိုးမယ်ပေါ့နော်ဒီလိုမျိုးတရွက်ရဲ့အလဲကောင်တဲ့ဆိုရင်စုချွတ်ထိုးမယ်တရွက်နောက်တရွက်နဲ့ဒီလိုတစ်ခုနဲ့တစ်ခုကြားထဲဆိုတိုင်ရှည်တစ်ခုထိုးမယ်အဲ့လိုမျိုးတောက်လျှောက်စက်တိုင်းထိုးသွားပါမယ်အခုဒီနေရာမှာမကဒါထိုးထားတဲ့အချိန်မှာမကဒီပေါ့နော်သူကဒါ15ရှိရမယ်15 cm ရှိရမယ်ဆိုမှ16ဖြစ်နေတယ်အဲ့လိုမျိုးသူရဲ့ဒီက23ရှိရမယ်ဆို24ဖြစ်နေအမဒီတန်းတိုင်းမှာဒီတိုင်ဆွဲတာလေးတွေကရှည်တဲ့အတွက်ကြောင့်ဟိုခါးလေးကနည်းနည်းပိုးရှည်နေတယ်အဲ့အတွက်ကြောင့်သူ့ပတ်တန်တိုင်းတရွက်ကို2ရွက်မသွားတော့သူ့လို4တန်းဟို2ရွက်မထိုးတော့ဘူး2ရွက်မထိုးတော့ဘဲနဲ့အမက1တန်း2တန်း3တန်း4တန်း5တန်းထိုးပြီးဒီလိုမျိုးအနားလေးကော့လိုက်မယ်ဒီလေဘင်းကအနားလိုမျိုးလေးကော့လိုက်တော့မယ်နော်အခုဒီနောက်ဆုံးဒီတေးရွက်ကနေဒီဟာချိန်နဲ့စီကိုပြမယ်ပြီးသွားရင်နောက်ထပ်2တန်းထပ်ထိုးခြင်းတဲ့လူတွေကဒီပုံစံတိုင်းပဲချိန်3ခုထိုးမယ်2တိုင်ထိုးမယ်ပြီးလို့ရှိရင်ချိန်3ခုထိုးမယ်ဒီဘက်မှာတိုင်9တိုင်ထိုးမယ်တစ်ပတ်လည်လုံးတိုင်9တိုင်ချိန်3ခုတိုင်9တိုင်ချိန်3ခုနဲ့ဒီတိုင်9တိုင်ကဒီတိုင်ရှည်တစ်ခုပေါ်မှာဆွဲသွားမယ်ပြီးတော့နောက်တစ်တန်းကျတော့ပထမဆုံးတိုင်3တိုင်မှာတိုင်3တိုင်ချိန်2ခုထိုးမယ်လဲတိုင်ကိုကြော်မယ်နောက်ဆုံးကျန်တဲ့တိုင်3တိုင်မှာတိုင်3တိုင်ဒါကြောင့်ဒီလိုပဲထိုးသွားပြီးတော့မှအနာတက်လိုက်အောင်မယ်နော်အမဒီကတော့ဒီနေ့မှာဒီပတန်ဝင်တဲ့ဟာကိုပြပြီးသွားတာ ਨੇ အပွင့်အနားလေးကော့လိုက်တော့မယ်နော်အမတို့ခါတော်တော်လေးရှည်နေပြီအဲ့တော့ဒီမှာစုချွတ်တစ်ခုစုချွတ်တစ်ခုချိန်4ခုတိုင်ရှည်2တိုင်ကြားထဲမှာ2ရွက်ကြားထဲမှာဆိုတိုင်ရှည်တစ်ခုပေါ့နော်ပြီးတော့ချိန်4ခုပြီးတော့ဒီနေရာမှာဆိုရင်စုချွတ်တစ်ခု
chain 4 ခုတရွ2ရွကြားထဲမှာဆိုရင်တိုင်ရှိတစ်ခုအကုန်လုံးကတောက်လျှောက်ဆက်သွားလိုက်အောင်မယ်နော်ပြီးသွားတော့မှကျွန်တော်တို့တိုင်တို့4ခုပီကော့တစ်ခုတိုင်တို့4ခုပီကော့တစ်ခုနဲ့အနာတက်ပါမယ်ပင်ခုဆိုရင်ကျွန်တော်ပြီးကနေဒီရောက်လာခဲ့ပါတော့တရွ2ရွရဲ့ဂျာထဲမှာဆိုရင်တိုင်ရှိတစ်တိုင်ထုံးမယ်ချိန်4ချိန်ထုံးမယ်တရွ2ရွရဲ့အလဲတက်တဲ့တိုင်ရှိညမှာဆိုရင်3တိုင်စုချလေးတစ်ခုထုံးမယ်ပြီးတော့ချိန်4ချိန်ထုံးမယ်ချိန်4ချိန်ထိုးပြီးတော့ဒီဟာဆက်တဲ့ညောင်ရလာပြီဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အနာတက်တဲ့ဟာပဲထိုးရအောင်မယ်ပေါ့နော်အနာတက်တဲ့ဟာကိုထိုးမယ်ဆိုလို့ရှိရင်နောက်တစ်တိုင်းဆောင်မှဖြစ်တဲ့အတွက်ကြောင့်တစ်ချိန်ထိုးမယ်ပြီးတော့ဒီထဲမှာဖမီတစ်ခုထိုးပြီးတော့သူကတိုင်လေးခုတိုင်တို့လေးခုချိန်3ခုနဲ့ peacock stitch လုပ်တယ်ပေါ့နော်ဒါပေမဲ့တိုင်တို့လေးခု peacock stitch ဆိုရင်ဒီဟာကကြတော့ဒီအပွင့်ဘက်တန်ကြဒီဟာချိန်လေးချိန်ရှိတယ်ဒါတိုင်တိုင်းရှိရဆို10ခုစီဖြစ်နေတယ်နည်းနည်းထိုးရင်းနဲ့ဒီတိုင်ရတာတွေအလုံးရှုံနေမှာဆိုတော့မာကချိန်5ခုထိုးပြီးတော့မှဒီတိုင်ထိတ်လေးတွေမှာပဲအပွင့်တိုင်တို့5ခုထိုးပြီးတော့မှပဲပီကော့လေးတွေကိုဒီထိတ်လေးတွေမှာပဲထည့်လိုက်ပါမယ်ဒါဆိုရင်သူရဲ့ကွက်တဲ့တိုင်ဒီလေတွေကချင်းလေးချင်းမှာတိုင်တို့4ခုနဲ့3 4တိုင်ပေါ်မှာတိုင်တို့တစ်ခု5ခုတိုင်တို့5ခုပီကော့တစ်ခုတိုင်တို့5ခုပီကော့တစ်ခုအဲ့လိုနဲ့ပဲအနားကိုကွက်ထားရမယ်ပေါ့နော်လွယ်အောင်လို့1 2 3 4ဒီပေါ်မှာတိုင်တို့တစ်ခု1 2 3 3ဒါတင်းခုမဟုတ်ဘူးဆိုရင်မထိုးထား3ခုပဲရှိသေးတယ်5 1 2 3ပီကောတစ်ခုဟုတ်ပြီအဲဆိုရင်တိုင်တို့တစ်ခု2ခု3ခု4ခုတိုင်ပေါ်မှာတိုင်တို့5ခု1 2 3အဲဆိုရင်ချက်ကောနဲ့တပတ်လေလုံးအခုလိုဒီတိုင်ထိတ်လေးတွေမှာပဲပီကော့လေးတွေထိုးသွားပြီးတော့နားတက်လိုက်ရင်ရပါပြီနော်1 2 3 4 5တိုင်းမှာ3ချင်းနဲ့ပီကော့လုပ်ပါမယ်ပြီးတော့ဒီကောလုံးနဲ့တချင်းထိုးပြီးတော့ချီဖြတ်ပြီးနားတက်လိုက်ရမယ်နော်ဒီနားတက်လိုက်အဆင်ရှေ့ချမ်းနောက်ချမ်းလေပင်ခါ
နာတက်ကုန်ပြီးပါပြီနောက်ထပ်ကျန်တာကလက်ရဲ့လက်အစည်းလေးရဲ့ပဲကျန်တော့မယ်နော်